အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကျွန်တော်ဖတ်ပြခြင်းတဲ့အကြောင်းအရာလေးကတော့စာရေးဆရာဗမော်သိပ္ပံရေးသားထားတဲ့မျှဝေသူသောအတွေ့အများစာအုပ်ထဲကတခါမအောင်မြင်တာနဲ့တစ်သက်လုံးလက်လျှော့ရတော့မှလားဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ရွယ်ချက်လေးကတော့ကျွန်တော်လူသားတွေအားလုံးဟာလွတ်လပ်မှုပျော်ရွှင်မှုအောင်မြင်မှုတွေလိုချင်ကြပါတယ်ဒါမဲ့ကျွန်တော်တို့ရဲ့စိတ်ထဲမှာကြောက်ရွံ့စိတ်တွေတိမ်ငယ်စိတ်တွေအခက်အခဲတွေတွေ့လာတိုင်းအလွယ်တကူလက်လျှော့တတ်တဲ့စိတ်တွေရှိနေမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့လွတ်လပ်မှုတွေပျော်ရွှင်မှုတွေအောင်မြင်မှုတွေဘယ်တော့မှမရနိုင်ဘူးဆိုတာကိုသတိပြုစေခြင်းနဲ့ရည်ရွယ်ချက်လေးဖြစ်ပါတယ်အားလုံးပဲနားတော်တာဆင်ပေးကြပါတခါတော့တွေ့ရလေးတွေ့ရကိုစာရေးသူကရောက်ရှိသွားပါတယ်အဲ့ရွာလေးမှာစင်တချို့ကိုတိုင်မှာကျိုးချီထားတာတွေ့ရပါတယ်ထူးဆန်းတာကစင်တွေရဲ့ခြေထောက်မှာခြီထားတဲ့ကျိုးဟာတန်ကျိုးမဟုတ်ဘဲဂုံဒီကျိုးတွေနဲ့ခြီထားတာဖြစ်ပါတယ်ပိုပြီးထူးဆန်းနေတာကအဲ့ဒီဂုံဒီကျိုးတွေကလည်းတုတ်တုတ်ခိုင်ခိုင်တွေမဟုတ်ဘဲနဲ့တာမန်ကျိုးရွယ်စားပါပဲစင်တွေကတစ်ချက်လေးယုံလိုက်တာနဲ့အဲ့ဒီကျိုးတွေဟာအตาလေးပြတ်ထွက်သွားနိုင်ပါတယ်သိကျင်တာနဲ့စင်ထင်းသမားတယောက်ကိုမေးကြည့်မိပါတယ်စင်တွေကိုဘာလို့ကျိုးတုတ်ကြီးတွေနဲ့မချီပဲကျိုးသေးသေးလေးတွေနဲ့ခြီထားရတာလဲလူမရှိတဲ့အချိန်စင်တွေရုန်းကန်လို့ကျိုးတွေပြတ်ထွက်ပြီးထွက်ပြေးသွားမှာမစိုးရင်ဘူးလားပေါ့စင်ထင်းသမားကအခုလိုပြန်ဖြေပါတယ်ဒီစင်တွေကိုငယ်ငယ်လေးတွေကအခုကျိုးရည်နဲ့ပဲခြီခဲ့တာပါသူတို့ငယ်ငယ်တုန်းကတော့ယုံကြပေမဲ့ကျိုးပြက်အောင်မယုံနိုင်ကြပါဘူးနောက်ဆုံးစင်လေးတွေကလက်လျှော့ပြီးမယုံကြတော့ပဲအခုချိန်ထိရှိနေကြပါဒီကျိုးလေးတွေကိုမြင်တိုင်းကျိုးပြက်အောင်မယုံနိုင်ဘူးလို့သူတို့စိတ်ထဲမှာစွန့်မှတ်သွားပြီးသူတို့ရဲ့ခန္ဓာကိုယ်တွေကြီးထွားလာတာကိုတော့မေ့နေကြတာလေတဲ့ဒီဖြစ်ပျက်လေးကနေပေါ်လာတဲ့တွေးလေးတစ်ခုကတော့ငယ်ငယ်တုန်းကတခုခုဖြစ်ချင်လို့ကြိုးစားတယ်မအောင်မြင်ဘူးနောက်ထပ်အချိန်ချင်းကြိုးစားတယ်မအောင်မြင်ဘူးနောက်ဆုံးတော့လက်လျှော့လိုက်တယ်စိတ်ထဲမှာလဲငါကြိုးစားထားတာတွေကဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့ဆွဲမှတ်သွားပါတယ်အဲ့ဒီဆွဲလန်းတွေကိုမဖြောင်းနိုင်တော့အသက်ရွယ်ရလာပေမဲ့ထပ်မံမကြိုးစားတော့ပါဘူးမကြိုးစားတော့ဘဝမှာအောင်မြင်မှုတွေမရနိုင်တော့ပါဘူးဒီတော့မိမိကိုယ်ကိုပြန်လဲသုံးသပ်ဖို့လိုပါတယ်ငါဟာကြိုးသေးသေးလေးနဲ့အခြေခံထားရတဲ့စင်တကောင်ဖြစ်နေပြီလားလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ